ဒီကနေ့ခေတ်ယောဂီတွေကထင်ကောင်းထင်လိုက်ပဲတရားရိပ်သာသွားပြီးရက်ရှည်တရားကြီးထိုင်မှလို့ဒါကတော့လူကိုလိုက်လို့ဖြစ်တာခုတရားနားနေတာဟာလည်းပဲတရားကျင့်နေတာပဲเนาะဘာဖြစ်လို့တရားကျင့်နေတယ်လို့ပြောနိုင်ရတော့နားနေတဲ့အချိန်မှာမှန်ကန်တဲ့လမ်းကြောင်းတွေကိုရှင်းပြနေတဲ့အချိန်မှာအဲ့ဒီလမ်းကြောင်းအတိုင်းအေးဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်လို့ဒီလိုသဘောကျနေတဲ့အချိန်မှာလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူးမာမနာလည်းမဖြစ်ဘူးဟောကိလေသာတွေအဲ့ဒီချိန်မှာငြိမ့်နေကိလေသာတွေစိတ်ငြိမ်သွားတဲ့အခါကျတော့အတိဉာဏ်တွေကလည်းတက်လာသဘောပေါက်သွားဉာဏ်ကနေသဘောပေါက်သွားဟောတပည့်တဖူရသွားကြတယ်ဆိုတာရှင်းတော့ကတရားနာရင်လည်းပဲရသွားနိုင်တယ်ဒါတော့ကိုယ့်ရဲ့အတိုင်းအတာတစ်ခုပေါ့လူတွေရဲ့တဏ္ဍာမှာရှိတဲ့အရည်ချင်းအလိုက်ဒါကတော့ဖြစ်တာပေါ့အေးဓမ္မနုဓမ္မပฏิပတ်တိဆိုတာဘယ်နဲ့ရက်ကျင့်ရမယ်ဘာလုပ်ရမလို့ပြောလို့မရဘူးမြတ်စွာဘုရားကတော့တတိပဌာန်ကျင့်စဉ်ကိုပြောတာ9ရက်ပဲစမ်းကြည့်ပါတရားတို့တရားများရနိုင်ပါတယ်လို့အဲ့တော့9ရက်နဲ့ရတဲ့ပုဂ္ဂိုလ်လည်းရှိတယ်9ရက်အတွင်းရတဲ့ပုဂ္ဂိုလ်လည်းရှိ10မိနစ်နဲ့ရတဲ့ပုဂ္ဂိုလ်တွေလည်းရှိအသိဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေကြတော့တရားနာရင်လည်းပဲတရားတို့တရားများရတယ်မြတ်စွာဘုရားလက်ထက်တုန်းကဆိုလို့ရှိရင်အိုးဒေသနာဝတ္တနေဟုတ်လားတရားတစ်ခုဆုံးလိုက်တာနဲ့တပြိုင်နက်သိမ့်ချီတန်းချီတဲ့တတ္တဝါတွေအကျွတ်တရားရသွားကြတယ်တပည့်စကြာတရားရဲ့အဆုံးမှာလူသားတွေကရှင်ကုဋ္ဌညနတ်ပြမာတွေကပြမာတွေက18ကလေးကြီးတရားထုတ်နေတာမဟုတ်ဘူးတရားနားနေတဲ့အချိန်မှာစိတ်ဆိုင်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်တဲ့တရားတွေပါပြောတဲ့စကားနောက်မှာလိုက်ပြီးရှုရင်နဲ့ဒါကျင့်နေတာလို့ခေါ်တယ်အဲ့တော့အတိုင်းအတာတစ်ခုဟာဘယ်လောက်ကျင့်ရမယ်ဆိုတော့ပြောလို့မရဘူးကိုယ့်ရဲ့ဉာဏ်သွေးပေါ်မှာမိတီးပြီးတော့နေတယ်အဲ့တော့ရတာမရတာစဉ်းစားစရာမလိုဘူးကျင့်တာမကျင့်တာပဲစဉ်းစားရတာမရတာစဉ်းစားနေလို့ရှိရင်တရားဟုတ်ပါမလားဟုတ်တော့လမ်းကြောင်းလွဲနေတယ်လို့ခေါ်တယ်နော်ကိုသွားရမယ့်လမ်းကြောင်းကိုမသွားပဲနဲ့လူတယောက်ဟာကိုသွားရမယ့်ခရီးပေါ်ရောက်နေရတဲ့နဲ့ထိုင်ပြီးတော့ဘယ်ချိန်ရောက်မလို့ဘယ်ချိန်ရောက်မလို့စဉ်းစားပြီးထိုင်တွေးနေရောက်ပါမလားမတွေးနဲ့ခြေတော့တလှမ်းပြီးတလှမ်းသာသွားနေရောက်တော့မှာပဲ